အီရန်နဲ့အစ္စရေးတို့စစ်ဖြစ်နေပါတယ်။အကြောင်းအရာကိုခွဲခြမ်းစိတ်ဖြာကြည့်ရအောင်။ကျွန်းလစစ်ထုံးမြတ်နီမှာအစ္စရေးကအီရန်ကိုမျှော်လင့်မထားတဲ့အကြီးစားတိုက်ခိုက်မှုတရက်စတင်လှုပ်ဆောင်ခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှုများဖြင့်အီရန်နိုင်ငံအနှံ့ရှိစစ်ရေးနှင့်နျူကလ িয়ার ဆိုင်ရာနေရာများကိုထိမှန်ခဲ့ပြီးအထူးသဖြင့်အီရန်ရဲ့အရေးကြီးဆုံးနျူကလ িয়ার စက်ရုံများကိုပါပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အားကြောင့်နျူကလ িয়ার စက်ရုံတွေကိုပစ်ခတ်ထားလဲဆိုတော့အီရန်ဟာယူရေနီယံကိုအစစ်မြင့်တန့်စင် enrich လုပ်နေပါတယ်။ယူရေနီယံဆိုတာနျူကလ িয়ার လောင်စာထုတ်လုပ်ရမှာသုံးနိုင်တယ်လို့လိုအပ်ပါကနျူကလ িয়ার လက်နက်ပြုလုပ်ရမှာလည်းအသုံးပြုနိုင်တဲ့ဓာတုပစ္စည်းတစ်မျိုးပါလက်ရှိအချိန်မှာအီရန်ဟာယူရေနီယံကို60%အထိတန့်စင်ထားပါတယ်နှိုင်းယှဉ်ပြောရမယ်ဆိုရင်လက်နက်အဆင့် weapons grade uranium ကတော့90%လောက်ရှိပါတယ်International Atomic Energy Agency ကုလသမဂ္ဂ၏နျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့က60%အဆင့်အထိတန့်စင်ထားခြင်းကိုအလွန်စိုးရိမ်ဖွယ်ရာအခြေအနေတစ်ရပ်အဖြစ်သတ်မှတ်ထားပါတယ်အီရန်ကတော့နျူကလ িয়ার ဘုံတိစောက်ဖို့မဟုတ်ပဲငြိမ်းချမ်းရေးရည်ရွယ်ချက်များအတွက်သာနျူကလ িয়ার နည်းပညာကိုအသုံးပြုနေတယ်လို့အခိုင်အမာပြောထားပါတယ်။ဒါပေမဲ့အစ္စရေးကတော့ဒီအချက်ကိုမယုံကြည်ပါဘူး။ဒါကြောင့်ပဲအစ္စရေးဟာအီရန်ရှိယူရေနီယံတန့်စင်ရေးစက်ရုံကြီး3ခုကိုဖိတ်ခတ်ခဲ့ပြီးအဲ့ဒီထဲမှာနိုင်ငံအတွင်းအကြီးဆုံးမြေအောင်တန့်စင်ရေးစက်ရုံလေးပါဝင်ပါတယ်။မေလမဲအထည်အချက်လက်များအားဖြင့်အီရန်မှာလိုအပ်ပါကနျူကလ িয়ার လက်နက်6လုံးခန့်ထုတ်လုပ်နိုင်ပြီးအစစ်မြင့်တန့်စင်ထားသောယူရေနီယံပမာဏရှိနေကြောင်းသိရပါတယ်။ထို့အပြင်တိုက်ခိုက်မှုများအတွင်းအီရန်နျူကလ িয়ার သိပ္ပံပညာရှင်အနည်းဆုံး14ဦးသေဆုံးခဲ့ကြောင်းသတင်းများထွက်ပေါ်ခဲ့ပြီးတချို့ကိုမိုတိုကားပုံများဖြင့်တိုက်ခိုက်ခံရတယ်လို့လည်းဖော်ပြထားပါတယ်။အီရန်ဘက်ကလည်းပြန်လည်တုံ့ပြန်မှုပြင်းထန်စွာပြုလုပ်ခဲ့ပါတယ်။ဒုံးချင်းများနဲ့ဒရုန်းများရတဲ့အထိပြုလုပ်ခဲ့ပြီးအစ္စရေးညုံများကိုတိုက်ခိုက်ခဲ့ပါတယ်။အနာဂတ်မှာဘာတွေဖြစ်လာနိုင်မလဲဆိုတော့အီရန်စစ်တပ်ကနောက်ထပ်တိုက်ခိုက်မှုများလာမဲ့ဟုကြေညာထားပြီးအစ္စရေးဘက်ကလည်းထပ်မံတိုက်ခိုက်လာပါကအစစ်မြင့်တင်ပြီးကြုံပြန်မယ်ဟုသတိပေးထားပါတယ်။ထို့အပြင်အီရန်ကနျူကလ িয়ার လက်နက်ပြန့်ပွားရေးစာချုပ်မှနှုတ်ထွက်မယ်ဟုချင်းချောက်ထားပါတယ်။ယင်းအခြေအနေကအလွန်ကြီးမားသောနိုင်ငံတကာအရေးကိစ္စတစ်ရပ်ဖြစ်လာနိုင်ပါတယ်။နှစ်ပေါင်းများစွာအတွင်းအစ္စရေးနဲ့အီရန်ကြားအဆိုးဝါးဆုံးတင်းမာမှုများထဲကတစ်ခုအကြောင်းကိုပုံမသိရှိလိုပါက Reuters.com တို့ဝင်ရောက်ကြည့်ရှုပါ